ချို့လည်းအတွေးလွဲတယ်စီးပွားရှာတာပဲငရဲကြည့်တယ်လို့တွေးကြတယ်စီးပွားရှာတာဟုတ်တချို့ကလောဘဖြစ်တယ်လို့ရှာလောဘဆိုတာစီးပွားရှာမရှာဖြစ်နေမှာပုထုဇဉ်ဆိုလောဘတော့ရှိတယ်စီးပွားဥစ္စာရှာတာစီးပွားဥစ္စာဖြစ်တာလောဘကြောင့်ဖြစ်တယ်ဆိုပြီးလောဘသွားပြီးတော့ချီးမွမ်းနေမချီးမွမ်းနဲ့ economy ဆိုတာလောဘမဟုတ်ဘူးပညာစီးပွားရှာရတာကပညာကြိုးစားတာကဝိရိယလောကလူတွေချမ်းသာကြွယ်ဝတယ်ဆိုတာကံရဲ့အထောက်အကူပေါ်မှာကြည့်ပြီးတော့ပညာနဲ့ဝိရိယအသုံးချလို့ချမ်းသာတာဒါပေမဲ့တချို့လူတွေကလောဘကြောင့်ချမ်းသာတယ်လို့ထင်တာလောဘကြောင့်ကတော့မချမ်းသာဘူးလောဘကြောင့်ဆိုရင်တခိုးတမျှပဲဖြစ်မယ်လောဘကသူများပစ္စည်းရကြနာပဲရှိတယ်လေသူရှာရတာမှမဟုတ်တာဘူးအဲ့ဒါကြံ့ကြံ့ဖန်ဖန်ကြောက်တဲ့လူကရှိသေးတယ်စီးပွားရှာလို့ရှိရင်လောဘနဲ့စီးပွားရှာတာမှုငရဲကြီးတယ်လို့ထင်သေးတယ်မကြီးပါဘူးပုရုဇဉ်ဆိုတာတော့အကုသိုလ်တော့ရှိတာအကုသိုလ်ရှိတိုင်းငရဲကြတယ်လို့မှမဟုတ်တာဒါမို့အကုသိုလ်ကိုခွဲတဲ့ပါယကပ္ပနိယအပယ်ချတဲ့အကုသိုလ်ကတစ်မျိုးအနပါယကပ္ပနိယအပယ်မချတဲ့အကုသိုလ်ကတစ်မျိုးအပယ်ကိုချစေနိုင်တဲ့အကုသိုလ်မှာအပယ်ကိုချတာနော်ခဏလိုသူများသက်တွေတတ်တယ်သူများဥစ္စာခိုးတယ်ဆိုတာတွေကြတော့အပယ်ချစေနိုင်ငါးပါးသီလလုံလို့ရှိရင်အပယ်ချဖို့မရှိဘူးပေါ့နော်လောဘရှိုံနဲ့တော့ပယ်မချဘူးစီးပွားဥစ္စာရှာတယ်ရလာတဲ့စီးပွားဥစ္စာကကုသိုလ်ကောင်းမှုလုပ်လိုက်မယ်ဆိုလို့ရှိရင်နတ်ပြည်တောင်ရောက်သွားလိမ့်ဦးမယ်နော်